တခုလိုချင်ရင်တခုကိုပေးဆက်ရမှာပဲစုကတော့လက်ရှိမှာထိုင်းနိုင်ငံမှာနေထိုင်ပြီးတော့ full time လုပ်ထုကိုလုပ်ကင်နေတဲ့အပြင် content creator အနေနဲ့လည်း freelance အလုပ်တွေကိုလုပ်ကင်နေတဲ့လူတအူးပဲဖြစ်ပါတယ်အဲ့တော့တခုလိုချင်ရင်တခုပေးဆက်ရမယ်ဆိုတဲ့စကားလေးကိုဒီအလုပ်ပြန်မှာပေါ့နော်အမတယောက်နဲ့အတူတူပြန်နေရင်းနဲ့အကြောင်းအရာလေးတစ်ခုကိုအစားပြုပြီးတော့ဆွေးနွေးနေရင်းကနေပြီးတော့မှတော်တော်လေးကိုသဘောကျမိလို့ပြန်လဲဝေမျှကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုဗီဒီယိုလေးကိုထားလုပ်လိုက်တာပါအဲ့တော့ဒီစကားလေးကိုစုတို့မြန်မာလူမျိုးတော်တော်များများကဥပမာပေးတဲ့အနေနဲ့ထည့်သွင်းပြီးတော့မှပြောဆိုဆုံးမလေးရှိကြတယ်ဘလို့အချိန်မျိုးတွေမှာလဲဆိုလို့ရှိရင်အများသောအားဖြင့်သူတစ်ပါးကိုနားချတဲ့အချိန်မျိုးတွေမှာအသုံးပြုလေးရှိတယ်ပေါ့နော်နင်ဒါလေးတော့လုပ်လိုက်ပါဟဲ့နင်ဒီဟာလိုချင်တော့ဒီဟာလေးကတော့ပေးဆက်ရမှာပေါ့အစရှိသဖြင့်ဒီလိုလေးတွေပေါ့နော်အဲ့တော့တချို့လူတွေကကြတော့ဒီစကားကငါတို့လိုအခြေခံလူတန်းစားရဲ့အတွက်ပဲတထေးရနေတော့မဆိုင်ဘူးပေါ့နော်ပတ်စံရှိတဲ့သူတွေအတွက်ဆိုရင်ဒီလိုဥပမာတွေကအကျုံးမဝင်ပါဘူးလို့ထင်ကောင်းထင်နေနိုင်တယ်တကယ်တော့ဒီတစ်ခုလိုချင်ရင်တစ်ခုပေးဆက်ရရဲဆိုတာကကျမတို့လူတွေပဲလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်ကဘာပေါ်မှာရှိနေတဲ့တက်ရှိတဲ့ဘဝရဲ့အားလုံးနဲ့ဒီအကြောင်းအရာလေးကတွားပြီးတော့မှသက်ဆိုင်နေပါတယ်အဲ့တော့စကားပြန်ဆက်ကမယ်ဆိုလို့ရှိရင်စုတို့ရုံးပြန်နေကြလမ်းမှာဆိုလို့ရှိရင် package လေးရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်တော်တော်လေးကိုမှဈေးကြီးမဲ့ပုံပေါက်ပြီးတော့မှအရန်ကိုချစ်စရာကောင်းတဲ့ကြောင်လေးတွေအများကြီးပဲရှိတယ်အဲ့လိုပဲရုံးပြန်နေကြလမ်းမှာဆိုလို့ရှိရင်လည်းလမ်းဘေးကြောင်လေးတွေလည်းရှိနေပြန်တယ်ပေါ့နော်သူတို့ကကြတော့စုတို့ကကင်လို့လည်းရရဲပုံမှန်လည်းအစာကျွေးဖြစ်တယ်ပေါ့နော်သူတို့ကလည်းစုတို့အစာကျွေးနေတာကိုသိရတဲ့ကြောင်မလို့စုတို့ကိုတွေ့လို့ရှိရင်အမြဲတမ်းစုတို့နာကိုရောက်လာတယ်ပေါ့အဲ့တော့ package မှာရှိနေတဲ့ကြောင်လေးတွေကဝရတယ်ပြီးတော့သူတို့ကလှတယ်ပေါ့နော်သူတို့ကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်တော့အမြဲတမ်းသူတို့ကတွက်လက်မှုမရှိဘူးပြင်းရင်ပြင်းတွဲကြီးတွေနဲ့လှဲနေမယ်အိတ်နေမယ်တခါလေကြားလို့ရှိရင်လည်းလူတွေပေါင်ပေါ်တက်ထိုင်နေမယ်ပေါ့နော်အဲ့လိုတွေဖြစ်တယ်ပေါ့သူတို့မှာလွတ်လပ်မှုတွေပျောက်ဆုံးနေတာပေါ့နော်အဓိကလေငေးတီငေးမိုင်နဲ့တလိမ့်ဆန်မှုလို့တာပဲမပြောတတ်လို့မပြောတာပဲရှိမယ်တကယ်တော့သူတို့ကပျော်ရွှင်မှုတွေပျောက်ဆုံးနေတယ်ဒီတဘာဝတရားနဲ့ထိတွေ့ရမယ့်အရာတွေကမထိတွေ့နိုင်တဲ့အတွက်သူတို့ပျောက်ဆုံးနေတယ်ပေါ့နော်တနေ့တနေ့ကိုစားမယ်အိတ်မယ်ဒါတွေကိုပဲအမြဲတမ်းပေါ့နော် repeat ပြလုပ်နေရတယ်စက်ရုပ်တွေနဲ့တူနေတယ်သူတို့ပုံစံတွေကအဲ့တော့စုတို့အစာကျွေးနေကြလမ်းဘေးကြောင်လေးတွေကြတော့သူတို့ကပိန်နေပေါ့နော်ပါတယ်စုတို့ကိုတွေ့လို့ရှိရင်ကြာသူတို့အစာကျွေးမယ်ဆိုတာသိနေတော့သူတို့အစာတောင်းတတ်တယ်ပေါ့နော်ပြီးတော့သူတို့ကလွတ်လွတ်လပ်လပ်ပြေးလွှားနိုင်တယ်သူတို့မှာအချင်းချင်းစော့ကစားနိုင်တယ်ပေါ့နော်ဒီအဖော်တွေရှိတယ်ပြီးရင်သူတို့သွားချင်တဲ့နေရာကိုသူတို့ကြိုက်တဲ့ချိန်သွားလာခွင့်ရှိတယ်ပေါ့နော်သူတို့မှာကြာလွတ်လပ်မှုအပြည့်အဝရှိတယ်တွတ်လက်လက်ရှိတယ်ပေါ့နော်လူအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်စိတ်သွားတိုင်းကိုပါတယ်ပေါ့နော်အစားကတော့သူတို့ကိုယ်တိုင်လည်းရှာစားရတယ်သူတို့လိုမျိုးကျွေးရလူတွေရှိလို့ရှိရင်လည်းသူတို့ကောင်းကောင်းစားရတယ်ပေါ့နော်အဲ့တော့ဒါကိုကြည့်ချင်းအပြင်တလိမ့်ဆန်တွေကလည်းစကားမပြောတတ်လို့ဒါမပြောတာပေါ့နော်သူတို့ကလည်းဒီဇုံတစ်ခုကပြည့်စုံနေပြီမဲ့လို့ဇုံတစ်ခုကိုတော့ပေးဆက်နေရတာပဲစတေးနေရတာပဲပေါ့နော်ဒီလိုလေးရှိတယ်ပေါ့အဲ့တော့ဒီလိုဖြစ်ရလေးတွေကိုကြည့်ချင်းအပြင်ပေါ့နော်ကျမတို့လူလောကနဲ့ပြင်ပြီးတော့မှနှိုင်းရှင်တောက်တက်ကမယ်ဆိုလို့ရှိရင်လည်းလူတွေမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲကာယအားကိုတုံးပြီးတော့မှအသက်မွေးဝမ်းကြောင့်ပြုတ်နေတဲ့သူတွေကဆိုလို့ရှိရင်သူတို့ကဒီခန္ဓာကိုယ်ပင်ပန်းရတယ်ခန္ဓာကိုယ်နာကျင်ရတယ်ထိခိုက်ရှာနာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုပဲညာနာအားကိုအသုံးပြုနေတဲ့သူတွေကြတော့လဲခေါင်းပူအောင်လို့တွေးရတယ်အုံနောက်တွေတုံးရတယ်စိတ်တွေပင်ပန်းတယ်အတွေးခေါ်တွေကုန်ခန်းတယ်တခါလေရောက်ရှင်ဖိအားများစွာနဲ့သူတို့မှလည်းရင်ဆိုင်ရတယ်ပေါ့နော်ဒီလိုမျိုးပဲသူတို့ရဒါဒီလိုဟာကိုကြည့်ချင်းအဖြစ်တစ်ခုလိုချင်းတစ်ခုပေးဆက်ရတယ်ဆိုတဲ့သဘောပါဝါဒီတန်တရားမှာလေပတ်နေရပဲအဲ့တော့ချမ်းသာတဲ့သူတွေအနေနဲ့လည်းပဲသူ့အပူနဲ့မှသူ့ဒုက္ခနဲ့မှသူလူမြင့်တင့်တယ်အောင်သာသူတို့ကပေါ့နော်ဝစ်ကောင်စားလာတွေဝစ်ပြနေကြထိုင်ပြနေရတာသူတို့မှလည်းတကယ်တော့မထင်နဲ့သူတို့အပူနဲ့သူတို့ဒုက္ခနဲ့သူတို့ရှိကြတယ်ပေါ့နော်အဲ့တော့ဆုပြောချင်တာကကြတော့ဒီတစ်ခုလိုချင်ရင်တစ်ခုပေးဆက်ရတယ်ဆိုရက်ဒီတန်တရားဘဝကြီးမှာပေါ့နော်ကိုကပေးဆက်ရတာနဲ့တန်အောင်တော့ကိုကပြုတ်မှုနေထိုင်ပြီးတော့ရှင်သန်တတ်ဖို့လိုတယ်ပေါ့နော်လူဘဝကတူတူလေးမှတကယ်တူတူလေးပေါ့အဲ့ဒီအချိန်မျိုးမှာဒီကိုယ့်ရဲ့အင်အားအတွေးအခေါ်စိတ်ရုပ်နာအဲ့ဒါတွေအကုန်လုံးကိုပေးဆက်ပြီးတော့မှနေထိုင်ကြရတာချင်းအတူတူဒီပေးဆက်မှုနဲ့တန်အောင်မှမယူနိုင်ဘူးဆိုလို့ရှိရင်ရှင်တန်ရတာအလကားပဲအချင်းကြီးပဲလို့စုအနေနဲ့မြင်နေယူဆရဲပေါ့နော်အဲ့တော့တန်အောင်ဘလို့နေရမလဲဆိုတော့စုအနေနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးပင်ပန်းပြီးတော့ရှင်တန်နေတဲ့ကိုယ့်ရဲ့ life တစ်ခုမှာကိုအဓိကချစ်ရမယ်မျက်နှိုးရမယ်တန်မိုးထားတတ်ကြမယ်ပေါ့နော်ကိုချစ်ရတဲ့သူတွေနဲ့အတက်နိုင်ဆုံးအချိန်ကိုရအောင်ဖဲ့ပေးပြီးတော့မှပျော်ရွှင်စရာကောင်းတဲ့အချိန်လေးကိုကုံဆုံးနိုင်အောင်ကြိုးစားရမယ်ပေါ့နော်အဲ့တော့ကိုကကောင်းတဲ့အရာတွေကိုလည်းကိုယ့်ရဲ့လူဘဝတစ်လျှောက်မှာအတက်နိုင်ဆုံးပေါ့နော်လှုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ပိုကောင်းတာပေါ့နော်အဲ့လိုလူမျိုးတွေအနေနဲ့ဆိုရင်ဘာဖြစ်လဲဆိုတော့ကိုနောက်လှည့်ကြည့်လဲပဲလိပ်ပြလုံးနဲ့နောက်ကျော်လုံးနဲ့ကိုရှေ့ဆက်သွားလဲပဲလိပ်ပြလုံးနဲ့ရဲဝံ့စွာနဲ့ကိုက
ဒီရှေ့ဆက်လန်းကိုရှောက်လန်းနိုင်တယ်ပေါ့အဲ့တော့စုကဒီလိုနီးနဲ့တစ်ခုလိုချင်ရင်တစ်ခုပေးဆက်နေရတဲ့ဘဝတန်တရားမှာအကောင်းဆုံးရှင်သန်ဖို့အတွက်ကိုလည်းအမြဲတမ်း remind လုပ်တယ်ဒီတခြားလူတွေကိုလည်းဒီလိုနီးလန်းလေးတွေနဲ့ရှင်သန်ဖို့အတွက်ကိုအကြံပြုချင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီနေ့ဒီဗီဒီယိုလေးကိုလုပ်လိုက်တာပါဒီနေ့မှာတော့ဒီလောက်ပါပဲရှင်